Okay AI agent တင်တဲ့နေ့အတွက်ကိုလိုအပ်တဲ့ account တွေ set up လုပ်တဲ့ series ကနေပြီးချိုးဆိုပါတယ်အားလုံးပျော်ရွှင်ငြိမ်းချမ်းအဆင်ပြေမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်တို့ဘာတွေလုပ်ခဲ့ပြီးသွားပြီလဲလို့ဆိုရင်ကျွန်တော်တို့ Google account တွေကျွန်တော်လုပ်ခဲ့ပြီး NHN account တွေဖွင့်ခဲ့ပြီး credit card ကိစ္စလည်းကျွန်တော်ရှင်းပြခဲ့ပြီး OpenAI account လည်းဖွင့်ခဲ့ပြီးဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီသင်တန်းမှာ Facebook page နဲ့ AI agent နဲ့ချိန်ပြီးတော့ကိုရှိနေမရှိနေဈေးရောင်းပေးမဲ့ agent တွေလောက်ကြမှာဖြစ်တယ်ဆိုတော့အဲ့ဒီ agent တွေလောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလို့လဲပေါ့နော်နံပါတ်1ရှိရမှာက Facebook page တခုတော့ရှိရမှာဒါလည်းလူတိုင်းမှာရှိနေမှာပေါ့နော်တချို့ဆိုဒီထက်အောင် page တွေအများကြီးရှိလိမ့်မယ်အဲ့တော့နံပါတ်2ကတော့ကျွန်တော်တို့ဘာရှိရမလဲလို့ပြောရင်ဒီ Facebook developer account ဆိုပြီးတော့ရှိရမှာဖြစ်ပါတယ် Facebook developer account ဆိုတာရှိရမှာဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ဒီမှာနည်းနည်း challenge တင်နေရှိရပေါ့နော်တခါမှ developer ကိုမဝင်ဘူးဆိုရင်နည်းနည်းလေးခက်ခဲလေးရှိတတ်ပါတယ်เนาะဒါပေမဲ့ပြဿနာတော့မရှိပါဘူးအခုကျွန်တော်ဒီမှာပြောရတာလေးတွေကိုသိချလေးလိုက်လုပ်လိုက်အဆင်ပြေသွားမှာပါအဲ့တော့ကျွန်တော်တို့ဒီ search bar မှာ developer developer Facebook ပေါ့အဲ့လိုရှာလိုက်ရင်ဒီမှာ meta for developer ဆိုရရှိတယ် link ကိုပြောမယ်ဆိုရင် developer.facebook.com ဆိုရရှိတယ်ဆိုတော့အဲ့ဒါဟာကိုကျွန်တော်တို့ဝင်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကကတော့ဒီ meta for developer Facebook ဆိုရရှိတယ်အဲ့မှာတစ်ချက်သတိထားမှာကကျွန်တော်တို့ VPN ဖွင့်ဖို့လိုပါတယ် VPN မဖွင့်ထားရင်အခုလိုပဲကျွန်တော်ဝင်သွားသလိုပဲဖြစ်တော့မှာဖြစ်ပါတယ်เนาะ VPN မဝင်ထားရင်ကျွန်တော်တို့ဒီမှာအဆင်မပြေဘူးဟို VPN ဝင်ထားရင်တော့ကျွန်တော်ဒီမှာအဆင်ပြေပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ညာဘက်ထောက်အောင်ကြည့်လိုက်ရင် my app ဆိုပြီးတော့ရှိလိမ့်မယ်ဒါပေမဲ့တခါမှမဝင်ထားဘူးသေးတဲ့လူတွေဆိုရင်ဒီမှာ guest chat ဆိုပြီးတော့ရှိတယ်ဟုတ်နော်ဒီမှာဘာရှိမလဲလို့ကျွန်တော်တို့ guest chat ဆိုပြီးတော့ရှိပါတယ်အဲ့တော့ဒီမှာ guest chat ဆိုပြီးတော့ရှိလိမ့်မယ်အဲ့ဒီ guest chat ကိုကျွန်တော်တို့ကသွားရမှာပေါ့နော် guest chat နဲ့သွားအောင်အခုကျွန်တော်ဒီမှာကျွန်တော်ဆိုရင်တော့ဒီမှာဝင်သွားပြီပေါ့လေနော်နှိပ်လိုက်တယ်ဆိုရင်အဲ့မှာကုတ်တွေပါတွေတောင်းမယ်ပေါ့ဗျာဟို to verification ခံထားတာတော့ Facebook ကနေကုတ်ပြန်ပို့တာဟုတ်ပါဘူးညဒါလေးလည်းတစ်ခါလေကြာရင်ကျွန်တော်တို့သင်တန်းမှာအဲ့ပြဿနာနည်းနည်းလေးတက်ခဲ့ဘူးလေတော်တော်ရှင်းရတဲ့ပြဿနာတွေမှာပါတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကအဲ့ပြဿနာကြီးကြောင့်ကျွန်တော်လိုက်ရှင်းပေးလို့မရအောင်ဘာကြောင့်လဲလို့ပြောရင် Facebook ဆိုတာလူတစ်ယောက်ရဲ့ personal account ကိစ္စလေပြီးရင် तू ကကုတ်တွေပါတွေပို့တယ်တွေပါဆိုရင်သူ့ရဲ့ဖုန်းတို့ email တို့ तू ချိတ်ထားတဲ့ WhatsApp တို့ဘာလို့ညာတို့ပေါ့ဗျာဒီလိုမျိုးဟာတွေပို့မှာဖြစ်တယ်အဲ့တော့အဲ့မှာ login ဝင်လို့မရတဲ့ပြဿနာကိုတော့ကြိုတင်ပြီးတော့ကိုယ့်ဘာသာကိုဝင်ကြည့်ပြီးတော့နီလန်းရှာပြီးတော့လုပ်ထားတင်တယ်ပေါ့နော်တယောက်နဲ့တယောက်ကလည်းမတူပြန်ဘူးအခုကျွန်တော်တို့သင်တန်းအရင်သင်တန်းမှာဆိုရင်လူရောက်80မှာ90လောက် okay ပဲရောက်90လုံးကဘာမှမရှိဘူးအဲ့ developer.facebook.com မှာသွားတယ် guest tag ကိုနှိပ်တယ်ပြီးတော့ तू အဲ့ဒီ Facebook နဲ့ပဲ login ဝင်လိုက်တယ် quad ဆိုပြီးသွားတာတချို့ကကျတော့အဲ့ Facebook ကိုဝင်တဲ့ဟာကိုကုတ်ပြောင်းမရှိဘူးဖြစ်အဲ့တော့အဲ့ပြီးတော့သူတို့ဝင်နေတဲ့ Facebook ကလည်းထည့်ထားတဲ့ဖုန်းနံပါတ်ကတခြားတစ်ယောက်ရှိမှဖြစ်နေအဲ့တယောက်ကိုဖုန်းဆက်အဲ့တယောက်ကလည်းမရှိအဲ့တယောက်ကပြန်ပို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီဟာကိုကြိုတင်ပြီးတော့လုပ်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ guest tag မှာနှိပ်ပြီးတော့သူမေးခွန်းလေးနည်းနည်းလေးမေးတယ် developer လားတို့ပိုင်ရှင်လားတို့ဘာလုပ်မှာလဲအဲ့ဒါတော့အင်္ဂလိပ်စာနည်းနည်းလေးဖတ်ပြီးတော့အဆင်ပြေတဲ့option လေးတွေရွေးသွားလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးရွေးသွားပြီးတော့ဆိုနောက်ဆုံး guest tag ထဲမှာဝင်လိုက်လို့ဒီနေရာရောက်ဆိုဒီမှာတော့ app တွေရှိအောင်မှာမဟုတ်ဘူး my app မှာ blank ဖြစ်နေလိမ့်မယ် all app တို့ဘာလို့ဒီ my app ကိုနှိပ်လိုက်ရင်ဒီမှာ blank ဖြစ်နေမယ်ကျွန်တော်ရဲ့ application တွေရှိတာပေါ့နော်အော်ဒီမှာပြရရင်အခုကျွန်တော်ဒီနေရာရောက်သွားပြီဒီနေရာမှာဆိုရင် create app ဆိုတဲ့နေရာလေးပေါ့နော်ဒါပေမဲ့အောက်မှာဘာမှရှိမှာမဟုတ်ဘူးဘာလို့ကျွန်တော်ကကြတော့ဒီမှာapp တွေရှိတယ်ဆိုတော့ကဘာကြောင့်လဲလို့ပြောကျွန်တော်အရင်ကလောက်ထားလို့အခုမှစဝင်တယ်လို့ဒီမှာဘာမှမရှိဘူးအဲ့တော့ပြဿနာမရှိဘူးအဲ့အဆင့်ထိရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ congratulation ကျွန်တော်တို့ဒီ Facebook developer account ရပါပြီအဲ့ account ရသွားတဲ့အခါကျတော့မှကျွန်တော်တို့ page နဲ့ NHN နဲ့ချိတ်ပြီးတော့ကျွန်တော်တို့ page reply လုပ်လို့ရတဲ့ page reply လုပ်ပေးမယ်ဈေးရောင်းပေးမယ် agent တွေကိုကျွန်တော်တို့ကဖန်တီးကြမှာဖြစ်ပါတယ်အဲ့တော့ developer account ကိုမရရအောင်လုပ်ထားပါ
တင်တန်းမလာခင်တည်းကအားလုံးလှုပ်ထားဖို့လိုပါတယ်ကျွန်တော်တင်တန်းရောက်မှကျွန်တော်တို့လည်းအဲ့ဒါကူပေးလို့မရပါဘူးဘာကြောင့်လဲလို့ပြောရင်ကြတော့ဒါက personal ကိစ္စဖြစ်နေတယ်သူ့ရဲ့ personal ဖုန်းကိုပို့မယ်ဖုန်းကိုကုတ်မကြတာဖြစ်နိုင်တယ်ကုတ်ကပို့တယ်ဒါပေမဲ့ကိုကအဲ့ကုတ်ပို့တဲ့ဖုန်းကတခြားတစ်ယောက်လူကကောက်သွားကင်ထားတာလူဖြစ်နေတယ်အဲ့ဒါ Gmail နဲ့ဝင်မယ် email နဲ့ဝင်မယ်အဲ့ email ကကိုက password မသိဘူးအဲ့မှာစောင့်နေနေအဲ့မှာအချိန်ကြီးကြာပြီးတော့ကျွန်တော်တို့နှမျောစရာကောင်းတယ်ပေါ့နော်အချိန်ကြီးနှမျောစရာကောင်းတဲ့ဖြစ်ရမျိုးတွေရှိတပါတယ်ဒါကြောင့်မို့လို့ဒီသင်တန်းမလာခင်တည်းကဒီ Facebook account တခြားလေးလုပ်ထားပါခတ်တာဘာမှမခက်ဘူး developer account ကိုဝင်တယ် guest tag ကိုနှိပ်လိုက်တယ်အပေါ်ဆုံးမှာညာဘက်တောင်းမှာပေါ့နော် guest tag ကိုနှိပ်လိုက်တယ်နှိပ်ဖို့ကျွန်တော်တို့ Facebook နဲ့တခါတည်းတန်းပြီးတော့ဝင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီ account ကတန်းပြီးတော့ရောက်သွားမယ်အဲ့မှာတခါကျတော့ security အရာကိုပေါ့ကျွန်တော်တို့ရဲ့ phone number ဒါမှမဟုတ် email ကိုပေါ့အဲ့ကိုကျွန်တော်တို့ကုတ်ပို့တယ်အဲ့ဒီ phone number ကုတ်ကိုရဖို့လိုတယ်မရဘူးဆိုတခြားနည်းလမ်းအသစ်တစ်ခုပြန်ပြီးတော့စဉ်းစားတာမျိုးလဲကျွန်တော်တို့လုပ်သင့်ပါတယ်เนาะအဲ့တော့လိုပဲဖြစ်ဖြစ်ပြောချင်တာကတော့ဒီ Facebook developer account မရရအောင်လုပ်ထားဖို့လိုပါတယ်ရထားမှာပဲကျွန်တော်တို့ page reply ကိစ္စကအဆင်ပြေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပျော်ရွှင်ပါသည်ငြိမ်းချမ်းပါသည်ကျွန်တော်တို့သင်တန်းမှာတွေ့ကြပါမယ်